ပတ်တူးကပြန်ဆွလာကြတော့ဖုံးတော့သွားတော့ပြီးသွားတာပါခုပတ်တူးမှအကြိုင်ရင်ကိုလိုက်ထောင်ပြီးသွားပါပြီအနာရောတက်ပြီးသွားအဲ့ဆိုဒီအလဲလေးလိုက်ထောင်လိုက်ပါကျွန်တော်ဘယ် YouTube ဗီဒီယိုမှမကြည့်ပါဘူးအဲ့ဆိုရင်အဲ့လိုရွေ့သွားပါပြီအဲ့ဆိုအနာတော့ကုန်ပြန်ပြီးမွေးဖားပါပြီပတ်တူးလေးတော်တော်လေးတော်ပါတယ်ဟုတ်ကဲ့ပါဒီပတ်တူးကိုကျွန်တော်ဗီဒီယိုအသွင်အနေနဲ့မတင်โอเคလားโอเคလား切到了姜来跳， မောင် 老在哪？ ဒီကလုံးမမေ့ပါဟုတ်ပါဘူးဒီကလုံးမမေ့ပါ好的。 အချားလုံးကြီးကျူညာတွေကလည်းတော်တော်ဆိုးတယ် ကျွန်တော်အခုကြံထနေလို့ပါခင်ဗျာ ကျွန်တော်တက်တယ်တော့ပါခင်ဗျာကျွန်တော်လေးပြီးပါပြီခင်ဗျာ အဲ့ဒီနောက်ဘက်ကပြောလာလေပြီးပါ မအနော်ဒရာဂွန်ပြန်ပြီးမွေးဖားလာပါပြီကဲပါအနော်ဒရာဂွန်ပြန်ပြီးမွေးဖားလာပါပြီ မွေးပါလာပါပြီကျွန်တော် ။ညာဦးကြီးရလာတယ်ဘယ်ကဘလို့သွားမွေးပါလား။ဟမ်ဒီမှာဦးကြီးတဲ့ ဟာပြောလိုက်တော့လေကျွန်တော်အခုပြီးတော့ပြီးပါပြီခင်ဗျာ ကျွန်တော်အခုဗီဒီယိုမှာတော့အနာဒရာဂွန်ပြန်ပြီးမွေးဖားလာဖြစ်ပါတယ်။ဖြစ်ပါတယ်အားလုံးကိုနှုတ်ဆက်ပါတယ် အားလုံး ကျွန်တော်ရှောက်လောက်လိုက်ပါ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ ။အော်ရပါဝဲပါ။ညဦးတော်ပဲရောက် အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ ။တရားတရားမလို့ဒါလေးနဲ့လုပ်လို့ ကျွန်တော်ဗီဒီယိုမင်းဗီဒီယိုပြီးပြီလို့ပြောနေတာ ။ဗီဒီယိုမပြီးသေးဘူးလေမင်းမတပြီးပြီလို့ပြောတယ်။ငါရှောက်လို့နေ။ဒါလေးခွာခွဲကြည့်လိုက်ပါမယ်။ဘလို့လေးရလက်လေးကဘလို့လဲဆိုတရားဖို့ခင်ဗျာ။အာဒီအိုင်းငါသွားနေ။ဒါကိုလည်းကျွန်တော်အတိုးလေးမသိတော့ပါဘူး။ဖောက်ဝဲပြီးအောင် ကျွန်တော်မိုက်ပါတယ်ခင်ဗျာ တက်တာပါခင်ဗျာတော်တော်လေးမိုက်ကြပဲကျွန်တော်ထင်ပါတယ်ခင်ဗျာအားလုံးပဲစီဦးပါပါ